ဒါဟာကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အရသာအရှိဆုံးခရုစုပ်ပြုတ်ဖြစ်နိုင်ပါတယ်တောက်ကူးသူတိုင်းကအရသာရှိလိုက်တာလို့ချီးမွမ်းကြပေမဲ့အမျိုးသမီးတစ်ယောက်ကတော့နှီးစော်နံနဲ့အနံ့ဆိုးတစ်ခုကိုရရှိခဲ့ပါတယ်လူတွေမသိကြတဲ့အမှန်တရားကတော့အဲ့ဒီဆိုင်ကခရုမှန်သမျှကိုလူသားသားတွေကြွေးပြီးဝင်းမြူထားတာပဲဖြစ်ပါတယ်ဆိုင်ရှင်ကအဲ့ဒီခီယူသားတွေကိုအစင်းမြင့်ဟင်းရများဖြစ်ချက်ပြုတ်ရောင်းချတာကြောင့်ဆိုင်ဟာအလွန်ပဲလူကြိုက်များပြီးအယောင်းတွက်နေခဲ့ပါတယ်တနေ့မှာတော့ဂျင်ဟာသတင်းတန်ကြားရုံနဲ့တင်သူ့တငယ်ချင်းကိုခေါ်ပြီးရောက်လာခဲ့ပါတယ်ဂျက်ကတော့အဲ့ဒီဆိုင်ရဲ့ဖောက်တယ်ဟောင်းတစ်ယောက်ဖြစ်လို့ဆိုင်ရှင်ရဲ့ဇနီးနဲ့အတော်လေးရင်းနှီးနေပြီဖြစ်ပါတယ်မကြခင်မှာပဲဇပွဲထိုးမလေးကခယူးစုပ်ပြုတ်တပွဲကိုလာချပေးပါတယ်လူတိုင်းကတောက်ရတာအရသာရှိတယ်လို့ပြောနေကြပေမဲ့လီဆာကတော့တငုံတောက်ကြည့်ပြီးတာနဲ့ညှိစော်နံနဲ့အနံ့ဆိုးတစ်ခုကိုသတိပြုမိသွားပါတယ်အခြားဘသူကမှတော့ထူးခြားမှုကိုသတိမထားမိကြပါဘူးရက်နေငယ်ကြပြီးနောက်ဂျက်ဟာဂျင်ကိုခေါ်ပြီးဆိုင်ကိုနောက်တစ်ခေါက်ထပ်လာခဲ့ပါတယ်ဂျက်ကတခြားလူတစ်ယောက်ကိုခေါ်လာတယ်လို့ကြားလိုက်ရတဲ့အခါအမျိုးသမီးရဲ့မျက်နှာဟာချက်ချင်းပဲပြတ်သွားခဲ့ပါတယ်ခေါ်လာတဲ့သူကမျိုးသားတစ်ယောက်ဖြစ်မှန်းသိလိုက်ရတော့မှသာသူမစိတ်အေးသွားပါတော့တယ်ထို့နောက်ထိုမျိုးသမီးဟာသူတို့အတွက်ခရီးသားပေါက်စီအမြောက်များကိုလုပ်ပေးခဲ့ပါတယ်ပြီးနောက်သူမရဲ့အခန်းထဲကိုဝင်ကမိတ်ကပ်တွေကိုတေးသေးချာချာပြင်ဆွဲဆောင်မှုရှိတဲ့ကောင်းတစ်ထည်ကိုလဲဝတ်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ထိုမျိုးသားတွေကိုအတူတူအရက်တောက်ဖို့ဖိတ်ခေါ်ပါတော့တယ်သူမရဲ့အစီအစဉ်ကသူတို့ကိုမူအောင်တိုက်ပြီးခရီးတွေကိုကျွေးဖို့အတွက်သူတို့ရဲ့ခန္ဓာကိုယ်တွေကိုအသုံးချရန်ဖြစ်ပါတယ်မကြခင်မှာပဲလူတိုင်းအတော်လေးမူးလာကြပါတယ်ဂျင်နဲ့ဆိုင်ရှင်ဇနီးတို့ဟာအတူတူတောင်ထောက်ကနေကြပြီးနှစ်ယောက်စလုံးအရက်ချိန်ကြောင့်လုံးဝကိုမူးနောက်နေကြပါပြီအဲ့ဒီအချိန်မှာပဲကျဲရဲ့အမြင်အာရုံတွေဟာအကြောင်းပြချက်မရှိပဲဝေဝါးလာပါတော့တယ်အမျိုးသမီးကသူတို့ရဲ့အရက်ခွက်ထဲမှာတစ်ခုခုထည့်လိုက်ပြီးဆိုတာကိုသူရိပ်မိသွားပါတယ်ဂျင်လည်းအခြေအနေမကောင်းတာကိုမြင်တော့ဂျက်ကသူ့ကိုဘေးကိုဆွဲထုတ်ပြီးအိမ်ပြန်ဖို့ပြောလိုက်ပါတယ်ဂျင်ရဲ့ဇနီးဖြစ်သူကအိမ်မှာစောင့်နေတယ်ဆိုတာကိုလည်းသတိပေးလိုက်ပါတယ်အဲ့ဒီနောက်ဂျက်ဟာဆိုင်ရှင်ဇနီးကိုအာယုံလွှဲထားဖို့အတွက်အထဲကိုပြန်ဝင်သွားပါတယ်အမျိုးသမီးကဂျက်ရဲ့ဂျာကင်အင်ဂျီကိုချွတ်လိုက်ပြီးဂျက်ရဲ့ပေါင်ပေါ်ကိုသူမရဲ့ခြေထောက်တွေတင်လိုက်ပါတယ်ပြီးတော့သူမရဲ့ခြေထောက်တွေကိုတုပ်ပေးဖို့ဂျက်ကိုခိုင်းပါတယ်သူမအလွယ်ရတဲ့မိန်းမတစ်ယောက်လို့ဂျက်မထင်စေချင်တာကြောင့်ဂျက်နဲ့အနားကိုတိုးကပ်လာပြီးသူမဟာအခြေချနေထိုင်ဖို့အတွက်လူကောင်းတစ်ယောက်ကိုပဲရှာဖွေနေတာပါလို့ပြောပါတယ်ဂျက်ကသူမကိုအခုထိဘယ်နှယောက်လောက်တွေ့ပြီးပြီလဲလို့မေးလိုက်တဲ့အခါအစ်ဟာသွားတွေ့ဘူးတာပေါ့အရက်ရှည်တာပူတာဝါတာပိန်တာအမဲအဖြူချောတာတုံးတာပုံစံမျိုးစုံပါပဲမျိုးသမီးကသူ့ကိုညင်သာစွာထိတွေ့ရင်ပြောလိုက်ပါတယ်သူတို့အားလုံးကအတူတူပါပဲလို့လဲဆိုပါတယ်ဒါပေမဲ့ထိုမျိုးသမီးမသိတာကတော့ဂျက်ဟာတာမန်လူတစ်ယောက်မဟုတ်ပါဘူးဂျက်ကမိစ္ဆာမဲလိုက်သမားဒီမန်ဟန်တာတစ်ယောက်ဖြစ်ပါတယ်သူမဟာမိစ္ဆာတကောင်ဆိုတာကိုသူအစကတည်းကသိနေခဲ့တာပါမင်းကလူမဟုတ်ဘူးမင်းပါကောင်လေဒါပေမဲ့ဂျက်အံ့ဩသွားရတာကတော့သူ့ရဲ့မိစ္ဆာနှိမ့်နဲ့အင်းစာရွက် talisman ကသူမပေါ်ဘာတက်ရောက်မှုမှမရှိတာပဲဖြစ်ပါတယ်ထို့နောက်သူမကဂျက်ကိုတဲ့တွေနဲ့ထွေးချလိုက်ပါတယ်အဲ့ဒီတွေကဂျက်ကိုနေရာမှာတင်ကမြဲသွားစေပြီးသူလုံးဝမလှုပ်ရှားနိုင်တော့ပါဘူးနောက်တစ်စက္ကန့်မှာပဲဂျက်ဟာကတင်အောက်ကိုဆွဲသွင်းခြင်းခံလိုက်ရပါတယ်ဂျက်ပြန်နိုးလာတဲ့အခါမှာတော့သူ့ပတ်ပတ်လည်မှာခရီးတွေဝိုင်းနေတာကိုတွေ့လိုက်ရပါတယ်သူဟာအဲ့ဒီအမျိုးသမီးခရီးတွေမွေးမြူထားတဲ့ရေကန်ထဲမှာရောက်နေတာဖြစ်ပါတယ်ခရီးတွေကကပ္ပကောင်တွေလိုပဲသူ့ခန္ဓာကိုယ်မှာတွေ့ကပ်နေကြပါတယ်အမျိုးသမီးဟာဂျက်ရဲ့အသားတွေကိုခရီးစာကျွေးဖို့ကြံရွယ်ထားတာပါနောက်ရက်မှာတော့ဂျင်ဟာဂျက်ကိုဆက်သွယ်လို့မရတော့ပါဘူးအခြေအနေတစ်ခုခုမှားယွင်းနေပြီလို့သူခံစားလိုက်ရတာကြောင့်ဖြစ်ပျက်ခဲ့တဲ့မြကိုသူ့ဇနီးကိုပြောပြလိုက်ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်စလုံးထိုမျိုးသမီးရဲ့ဆိုင်ကိုရောက်သွားကြပါတယ်မျိုးသမီးကတော့ဂျက်ဟာလွန်ခဲ့တဲ့တော်ကြာကလေးကထွက်သွားပြီလို့အကြောင်းပြပါတယ်ဒါပေမဲ့တကယ်တော့မိစ္ဆာတကောင်ဖြစ်တဲ့လီဆာလိုက်စာကထိုမျိုးသမီးရဲ့ဖြစ်တည်မှုအစစ်အမှန်ကိုကွက်တိဖော်ထုတ်လိုက်ပါတော့တယ်